မြောင်နဲ့အာဦးသားပေါက်လေးတွေအတွက်နှုတ်လုံးမရလို့စိတ်ပူနေပါသလားသူတို့လေးတွေဘိုက်ပြေးနဲ့ပြောရှင်ကစားနိုင်ဖို့ AG Science စိတ်နှမှုလို့နေလေတိုက်ပြီးကြည့်လိုက်ပါမိခင်တို့နဲ့အနီးဆက်ဆုံးတူအောင်ဖော်ဆက်ထားလို့အစာကြီးလွယ်တဲ့ကိုခန်းကောင်းမှုစေတဲ့အာဟာရဓာတ်အစုံလင်ပါဝင်လို့ကြီးထွားနှုံးကိုမြန်စေပါတယ်အယိုးနဲ့သွားတွေတန်မာစီရဲ့အပြင်အမွေးမြင့်တွေကိုလည်းလှပစေတယ်ဖြောဆက်ပုံမျိုးစားတော့အချိုးစားတွေကတော့နှုတ်မုတ်တဆာကိုရင်းနှွေးငါးစားနဲ့ပြောဆက်ပြီးဖြောအောင်မှာဖြစ်တဲ့တေချာနှက်ဆောင်မွေပြီးနှုတ်အေးသွားတဲ့ဒီခဏထားရင်တိုက်ထားပြီးတိုက်ကျွေးနိုင်တယ်အသက်3ရက်ကျော်ရှိတဲ့အာဦးနဲ့မြောင်ပေါက်လေးတွေကိုစတင်တိုက်ကျွေးနိုင်ပါတယ်ခလေးလေးတွေတကောင်ချင်းစီရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတိုက်ကျွေးလို့ရမယ့်ပမာဏကိုအတိုးလျှော့လုပ်နိုင်ပါတယ်နှုတ်ဆိုးရွယ်လေးတွေဒါမှကနှုတ်တိုင်းမိခင်တွေအာဟာရလိုနေတဲ့အကောင်ကြီးတွေအတွက်ပါတိုက်ကျွေးလို့ရတယ်အာဦးမြောင်လေးတွေအပြင်အခြားတိရစ္ဆာန်လေးတွေပါတိုက်ကျွေးနိုင်လို့အိမ်မှာဆောင်းထားတဲ့နှုတ်မုတ်လေးပါဆိုတော့အာဟာရအစုံလင်ပေါရှိပြီးရတာရှိလို့ကလေးတွေအရန်ကြိုက်တဲ့ဒီလိုအရေးသွေးစိတ်ချတဲ့ AG Science Milk Replacer ကိုအမတ်190ဒုက္ခလန်လိုက်မြို့နယ်မှာရှိတဲ့ Chaco Pet Store မှာဝယ်ယူရရှိနိုင်ပါတယ်တပူးကို3600ကျပ်နေပါဖုန်းနံပါတ်ကတော့3999895394နေဖြစ်ပါတယ်